ငါလက်ကားဈေးကွက်မှာရှိနေတော့ကဒီလိုကားမျိုးနဲ့ငါးတဲ့ရဲ့ငါးပွဲစားတွေဘလောက်တောင်များလဲတီလာနာရီ20လောက်ထိတောက်ခံနိုင်တယ်ဘာပြဿနာမှမရှိဘူးဒါပေမဲ့သူထေးစွန်းအရင်ကပြောဘူးတယ်လေကတငါးတွေကရေထဲကနေ6နာရီထပ်ပို့ပြီးခွာထားရင်ဝိတ်ကြလာလိမ့်မယ်ဆက်2နာရီထပ်ကြော်သွားရင်တော့ဘိုက်လန်ပြီးတေကုန်ကြလိမ့်မယ်တဲ့အဲ့ဒါမင်းတို့ကို6လက်နေတာကွာသူကဈေးကွက်ကိုလက်ဝါးကြီးအုပ်ဝဲခြင်းလို့စကားကိုကြောက်စရာကောင်းအောင်ပြောနေတာပေါ့ကဲမြင်တဲ့စမ်းမှာအချိန်ဆွဲမနေနဲ့မိုးလင်းတာနဲ့ဈေးဥပေါက်မိအောင်ချက်ချင်းထွက်ကြမယ်တားပြောင်မင်းပြောတော့တပိတာတကျင်းကို25ရွမ်ရမယ်ဆိုသူတို့ကတကယ်ရောအဲ့ဒီဈေးပေးပါမလားငါသူငယ်ချင်းလောင်ကျိုးကိုတိုင်ပါဇက်ကပြောထားတာဗျပစ္စည်းအလုံးကိုအနည်းဆုံး25ရွမ်နဲ့အစပြိုးပေးမယ်တဲ့ဈေးကွက်ထဲရောက်သွားရင်ငါထပ်ပြီးဈေးကြီးလို့ရသေးတယ်အခြေအနေကောင်းရင်30အထိတောင်ရနိုင်တာမင်းတို့ကတော့ပိုက်ဆံထိုင်ရေးဖို့ပဲစောင့်နေလိုက်တော့ဟာကောင်းပြီအဖိုးရန်တပြောင်ပဲဟေ့တပြောင်ကတော့လှုပ်ပြီးနောက်မှပဲငါတိလိုက်ရတာကအဲ့ဒီညကလျံဟွာတန်းဆေးဖိုင်နဲ့ရွာသားတွေဟာတညလုံးမအိပ်ပဲငါးပိတာချိန်1000ကျော်ကီလို1000ကျော်ကိုအပြိုင်ဆိုင်ဖမ်းခဲ့ကြတယ်ကုန်ကားကြီး3စီးပြည့်အောင်အပြည့်တိတ်တင်ခဲ့ကြတာသူတို့တယောက်ချင်းစီတိုင်းဟာချမ်းသာကြွယ်ဝလာမဲ့အိမ်မက်တွေကိုစီမက်နေခဲ့ကြတယ်ပိုက်ဆံတွေအပုံလိုက်ကြီးအိယာပေါ်မှာပြည့်နေမဲ့အိမ်မက်ပေါ့ဒါပေမဲ့သူတို့မသိခဲ့ကြတာကတော့သူတို့ကိုစောင့်ကြိုနေတာဟာအရာအလုံးကိုပျက်စီးစေမဲ့အိမ်မက်ဆိုးကြီးတစ်ခုဖြစ်နေရဲ့ဆိုတာပါပဲ